ဘောလုံးဝါသနာရှင်ကြီးကိုတို့အားလုံးပဲမင်္ဂလာပါ Football Bike ကလေးရဲ့ TikTok နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါလက်ရှိမှာဘယ်အသင်းတွေ2026ကမ္ဘာဖလားဝင်ခွင့်ရရှိသွားပြီလဲဆိုတာကိုတင်ဆက်ပေးမှာပါဗီဒီယိုမစခင်မှာကျွန်တော်ရဲ့ TikTok account ကို follow လုပ်ပြီး YouTube account ကိုလည်း subscribe လုပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကဲဆိုတော့လာမယ့်2026ကမ္ဘာဖလားကိုကနေဒါ၊မက္ကဆီကို၊ USA တို့က၃နိုင်ငံပေါင်းပြီးတော့လက်ခံကျင်းပမှာဖြစ်ပါတယ်။ဇွန်လ17ရက်နေ့ကနေဇူလိုင်19ရက်နေ့အထိဆိုတော့တစ်လကျော်ဘန်းဒီပေါ့နော်။ဘောလုံးကြီးကိုတော့အားရပါရခန်းစားရအောင်ပါ။လက်ရှိအချိန်မှာခြေစစ်ပွဲတွေကိုသက်ဆိုင်ရာဆုံးလိုက်ရှင်ပြိုင်ကစားနေကြတာဆိုရင်တဖြည်းဖြည်းနဲ့နောက်ဆုံးအဆင့်ကိုရောက်ရှိလာပါပြီ။ဒီထဲမှာတောင်အမေရိကဇုံ၊အာရှဇုံ၊အာဖရိကဇုံOceania ဇုံတို့မှာဓာတ်ရိုက်ဝင်ခွင့်ရမယ့်အသင်းတွေထွက်ပေါ်လာပြီဖြစ်ပြီးတော့လက်ရှိကစားနေတဲ့ဥရောပဇုံမှာလည်းခြေစစ်ပွဲအောင်တဲ့အသင်းတွေပေါ်ထွက်လာပါပြီဒီလိုခြေစစ်ပွဲအောင်အသင်းတွေထဲမှာလည်းအသင်းသမိုင်းတခြားပထမဆုံးပါဝင်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတွေလည်းရှိပါတယ်ခြေစမ်းပွဲအောင်တဲ့အသင်းတွေကိုမပြောပြခင်မှာကမ္ဘာဖလားကိုဇုံဝင်လိုက်ဘယ်နှစ်သင်းတော့ပါဝင်ရလဲဆိုတာကိုရှင်းပြပေးပါမယ်ဒါကဝင်ကန်ကိုကျင်တိုင်းဝင်ကန်လို့မရဘူးဆိုတာကိုပြောပြခြင်းလို့လည်းပါပါတယ်ခေါက်မှာကျင်းပနေကြဖြစ်တဲ့32သင်းကနေ16သင်းအထိတိုးလာပြီးတော့စုစုပေါင်း48သင်းအထိကစားကြမှာပါဒီမှာအင်ရှင်3နိုင်ငံအပြင်ကမှအာရှဇုံမှာတိုက်ရိုက်8သင်း play-off တစ်သင်းOceania ဇုံမှာတိုက်ရိုက်တစ်သင်း play-off တစ်သင်းအာဖရိကဇုံမှာဆိုတိုက်ရိုက်9သင်း play-off တစ်သင်း CONCACAF ဇုံမှာဆိုလို့ရှိရင်တိုက်ရိုက်6သင်း play-off 2သင်းတောင်အမေရိကဇုံမှာတိုက်ရိုက်6သင်း play-off တစ်သင်းဥရောပဇုံမှာဆိုရင်တိုက်ရိုက်12သင်းနဲ့နောက်ထပ်4သင်းအထိပါဝင်ဝင်ရမှာပါဒါကြောင့်4နှစ်မှာတစ်ခါကျင်းပတဲ့နိုင်ငံကုန်ဆောင်ကမ္ဘာဖလားကအသင်းတစ်သင်းအနေနဲ့ဝင်ခွင့်ရဖို့တော့မကျင်းသေးပါဘူးဒါဆိုဝင်ခွင့်ရနေပြီဖြစ်တဲ့အသင်းတွေအကြောင်းကိုဆက်ပြောပြပါမယ်အာရှဇုံမှာဆိုဩစတြေးလျ၊အီရန်၊ဂျပန်၊ဂျော်ဒန်၊တောင်ကိုရီးယား၊ကာတာ၊ဆော်ဒီနဲ့ဥဇဘက်ကစ္စတန်အသင်းတို့ရှင်ပြိုင်ခွင့်ရမှာပါဒီမှာဂျော်ဒန်နဲ့ဥဇဘက်ကစ္စတန်တို့လိုကမ္ဘာဖလားကိုပထမဆုံးဝင်ခွင့်ရတဲ့အသင်းတွေလည်းပါပါတယ်နောက်တစ်ခုကအာဖရိကဇုံမှာအယ်ဂျီရီးယား၊ကိတ်ဘာဒီ၊အိုင်ဗရီကိုစ့်၊အီဂျစ်၊ဂါနာ၊မော်ရိုကို၊ဆီနီဂေါတောင်အာဖရိကနဲ့တူနီးရှားနိုင်ငံတို့ဝင်ခွင့်ရခဲ့ပါတယ်ဒီအသင်းတွေထဲမှာကိတ်ဘာဒီကတော့မျက်နှာတစ်အသင်းဖြစ်ပါတယ်တောင်အမေရိကဇုံမှာဆိုရင်တော့လက်ရှိချန်ပီယံအာဂျင်တီးနား၊ဘရာဇီး၊ကိုလံဘီယာ၊အကွေဒေါ်ဖာရဂွေးဥရုဂွေတို့ဆိုတာဘောလုံးညီကိုတို့နဲ့မစိမ့်တဲ့အသင်းတွေပါနယူးဇီလန်ကအိုရှင်နီးယားဇုံရဲ့တိုက်ရိုက်ဝင်ခွင့်ရအသင်းပါဥရောပဇုံကအသင်းတွေအနေနဲ့လက်ရှိမှာအင်္ဂလန်ပြင်သစ်နဲ့ခရိုအေးရှားတို့ကဝင်ခွင့်ရသွားပြီပဲဖြစ်ပါတယ်ဆွစ်ဇာလန်စပိန်နယ်သာလန်နော်ဝေးစတဲ့ဒီ၄နိုင်ငံကလည်းတိုက်ရိုက်ချစ်စပွဲအောင်မှုကိုနီးစပ်နေတဲ့အသင်းတွေပါဆိုတော့ပြန်ချုပ်ရရင်48သင်းဝင်ရောက်ခွင့်ရတဲ့နေရာမှာအသင်း30လောက်ကလက်ရှိမှာဝင်ခွင့်ရနေပြီဖြစ်ပါတယ်ဘောလုံးညီကိုတို့ရောလာမယ့်နှစ်2026ကမ္ဘာဖလားမှာချန်ပီယံအာဂျင်တီးနားကပဲ back to back ချန်ပီယံရသွားမလားဒါမှမဟုတ်ဘယ်အသင်းကကမ္ဘာဖလားကိုသိမ်းပိုက်သွားနိုင်မလဲဆိုတာ comment မှာပြောခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်